ထိုင်ခင်းထိုင်ရခြင်းရဲ့ရည်ရွယ်ချက်ကနှစ်ခုရှိပါတယ်နော်ထိုင်ခင်းကနှစ်ခုရှိတယ်တခါတခါလေဘုန်းကြီးတွေကလည်းဟိုရဟန်းတော်ကိုရင်တွေကလည်းကိုလုတ်တဲ့ရည်ရွယ်ချက်ကိုမသိကြဘူးပေါ့နော်ထိုင်ခင်းထိုင်ခြင်းရည်ရွယ်ချက်နံပါတ်1ကဘာလဲဆိုတော့တန်ခိကအကြောင်းတွေမညစ်ပတ်အောင်နော်တန်ခိကအကြောင်းတွေမညစ်ပတ်အောင်ဘာလို့တန်ခိကအကြောင်းတွေဆိုတာဟိုကိုယ့်ရဲ့ခန္ဓာကိုယ်ကရွှေတွေအညစ်အကြေးတွေပေသွားမယ်ဆိုလို့ချင်းအရန်အပြစ်ကြီးပါတယ်နော်အရန်ပြစ်ကြည့်ပါတယ်ဒါကြောင့်ကိုယ်ခန္ဓာကိုယ်ကရွှေတွေတန်ခိကကြမ်းခင်းတွေမှာမပေရအောင်ဆိုပြီးတော့အခင်းပေါ်မှာခင်းထိုင်ရတယ်ဒါတန်ခိကအကြောင်းမှာခင်းထိုင်တဲ့ဟာတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုတော့ကိုယ့်ရဲ့သင်္ကန်းမညစ်ပတ်အောင်အကင်းဟိုဖုံနေပေနေတဲ့နေရာမှာသင်္ကန်းနဲ့ထိုင်လိုက်မယ်ဆိုရင်သင်္ကန်းမှာဖုံနေပေသွားရင်ဟိုပါဠိလိုပြောမယ်ဆိုရင်ဒုပ္ပရိဘောဂခေါ်တယ်မယိုမသေးသုံးဆွဲမှုလို့ခေါ်တယ်နော်ရဟန်းတော်တွေကသင်္ကန်းတွေကိုမယိုမသေးမသုံးဆွဲရဘူးတပိတ်တွေကိုမယိုမသေးမသုံးဆွဲရဘူးဒါကြောင့်ဦးဇင်းတို့သင်္ကန်းမညစ်ပတ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းနေကတိုင်းကိုသုံးရပါတယ်အဲ့တော့နေကတိုင်းသုံးစရာမလိုတဲ့နေရာပြောပါဆိုရင်တော့ပုဂ္ဂလိကအကြောင်းလည်းဖြစ်နေမယ်ဖုံနေပါတွေလည်းလုံးဝမရှိဘူးတန့်နေတယ်ဆိုလို့ရှိရင်နေကတိုင်းမပါပဲထိုင်လို့ရတယ်ဥပမာအိမ်နေပါတွေကိုသွားတဲ့အခါမှာအိမ်ကတန့်ရှင်းနေတယ်ဆိုရင်နေကတိုင်းမခင်းမဲထိုင်လို့ရပါတယ်အဓိကကရည်ရွယ်ချက်ကနော်တိုင်ကြီးကအကြောင်းမညစ်ပတ်အောင်နံပါတ်2ကိုယ်သင်္ကန်းမညစ်ပတ်အောင်ဒီရွေးချက်တစ်ခုနဲ့အနေကတိုင်းကိုခင်းနိုင်တာဖြစ်တယ်အဲကြောင့်တိုင်ကကြောင်းလည်းမဟုတ်ဘူးသင်္ကန်းလည်းမညစ်ပတ်နိုင်ဘူးဆိုရင်ထိုင်ခင်းမှာပါပဲထိုင်ပါရပါတယ်နော်